မလိုက်ပြောမလားပြောအန်တီတိတ်ကြိုက်တယ်လို့ပြောမလားပြောနော်အန်တီတိတ်ကြိုက်တယ်လို့နော်သမီးလေးကိုကြိုက်တယ်လို့မမေနဲ့တိုင်ပြောမယ်လို့ပြောမမေနဲ့တိုင်ပြောလိုက်နော်မမေနဲ့တိုင်ပြောလိုက်နော်သမီးနော်မပြေမောက်စားသိထားတာကြာနေမမေနဲ့တိုင်ပြောလိုက်နော်မမေနဲ့တိုင်ပြောလိုက်နော်အန်တီတိတ်ကြိုက်တယ်လို့နော်အန်တီတိတ်ကြိုက်တယ်လို့မမေနဲ့တိုင်ပြောလိုက်နော်နော်မမေနဲ့တိုင်ပြောလိုက်နော်အန်တီတိတ်ကြိုက်တယ်လို့မမေနဲ့တိုင်ပြောမှလားတိုင်ပြောမှလားပြောတိုင်မှလားတိုင်မှလားဟုတ်လားတိုင်မှလားပြောဘယ်လိုကိုလို့တိုင်မှလားပြောတိုင်မှလားတိုင်နော်မမေလိုက်တိုင်နော်အန်တီကြိုက်တယ်လို့တိုင်နော်မမေလိုက်တိုင်ပြောနော်မမေလိုက်တိုင်ပြောသလားအန်တီကြိုက်တယ်လို့နော်ကြည့်ရမမေလိုက်တိုင်ပြောအန်တီကြိုက်တယ်လို့သမီးလက်ကိုလို့ကြားလားဘယ်လိုပြရတာလဲသမီးလေးရဲ့ဘယ်လိုပြလို့ဒီလောက်တော့စကားတွေကဖောင်ပွားလေပေါင်ပွားတဲ့ပြောနေတာဘယ်လိုပြလို့ပေါင်ပွားအောင်ပြောနေတာလဲကူမတို့တဲ့အဲ့တဲ့မမဟုတ်တာအဲ့လေသူ့ချီလေအိမ်ငိုက်နေပြီလေချီလေလက်ပေးနေရလေလက်ပေးနေတယ်လေမသိဘူးလက်ပေးတယ်လေထုတ်ကဲထကိုထငါမနိုင်ဘူးထကိုထလေမမေလိုက်တိုင်ပြောနော်မမေလိုက်တိုင်ပြောအဲ့လေဘူးမမချီဘူးလို့နော်တိုင်ပြောနော်မမေကိုတိုင်ပြောလိုက်သလားသူမတယောက်တယ်လို့အဲ့နေရတယ်လို့နော်တိုင်ပြောလိုက်နော်တိုင်မလားမမေတိုင်မလားမမေလေးတိုင်မလားလို့တိုင်မလို့လားမောသွားမမေလေးတိုင်မလားဒါလိုက်နော်နော်တရားတယ်မလို့နော်ချီလေအိမ်ငိုက်နေပြီလေအိမ်ငိုက်နေတာကိုချီရမှာပေါ့ချီလေအိမ်ငိုက်နေပြီလေအိမ်ငိုက်နေတော့ချီရမှာပေါ့နော်မင်းအိမ်ငိုက်နေပြီလို့ပြောတာအိမ်ငိုက်နေတော့ချီရမှာပေါ့နော်မမေလိုက်တိုင်လိုက်နော်မမေလိုက်တိုင်လိုက်နော်သူဘလူးမကြည့်ဘူးလို့အမေကိုခံထားတယ်လို့အငုခံထားတယ်လို့နော်ပြောနော်မမေကိုပြောလိုက်သလားအငုခံထားတယ်လို့ဘသူမှမချီကြဘူးလို့၄-၅ ယောက်တောင်ရှိတာလို့နော်အငုခံထားတယ်လို့ဘသူမှမချီဘူးလို့ချီတော့